British အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ channel ကနေပြန်လည်ကြည့်ဆိုလိုက်ပါရှင်ကိုရင်လေးရှင်ဥတ္တမတော်တရားဟောပိတ်ပင်ခံရကြောင်းသိရှိရပါတယ်နိုင်ငံကျော်ဓမ္မဂတိကတပါဖြစ်တဲ့ကိုရင်လေးရှင်ဥတ္တမတော်ကိုတရားဟောပိတ်ပင်လိုက်ကြောင်းကြားသိရပြီဖြစ်ပါတယ်ကိုရင်လေးဟာပြီးခဲ့တဲ့ဇန်နဝါရီ30ရက်နေ့မှာပဲခူးမြို့ကလျာဏီရက်ွယ်တိတ်တိရှင်မြတ်တပိတ်စီရောမြတ်ကြီးရဲ့49ကျင်းမြောက်ဗုဒ္ဓဘူဇနီးရပွဲမှာတရားဟောဖို့စစ်ဆေးပေးမယ်တမတ်ချက်နဲ့မကိုင်းနေတာကြောင့်ဟောခွင့်ပိတ်ပင်ခံခဲ့ရတာဖြစ်ပါတယ်ဓမ္မစရိယမအောင်မြင်သေးတဲ့ယဟန်တန်ခါဟာနယ်လက်တရားဟောခွင့်မရှိကြောင်းနိုင်ငံတော်တန်ခါနိုင်ကမှတမတ်စီမင်းစီကံချက်များထုတ်ပြန်ထားဖြစ်ပါတယ်အခုကိုရင်လေးရှုပ်သမားတော်ကိုတရားဟောခွင့်ပိတ်ပင်မှုဟာနိုင်ငံတော်တန်ခါနိုင်ကရဲ့ညွှန်ကြားချက်လားသို့မဟုတ်ပဲခူးမြို့တန်ခါနိုင်ကရဲ့ညွှန်ကြားချက်လားဆိုတာကိုတော့ရှင်းရှင်းလင်းလင်းမသိရသေးပါဘူးပင့်ချင်လို့ကြိုတင်စီစဉ်ထားတာပါယနေ့မှတားမြစ်စာရောက်လာလို့ချက်ချင်းပြောင်းလိုက်ရတာပါပင့်ချင်လို့30နှစ်ထိစူးစမ်းကြပါသေးတယ်ဘလို့မှမရလို့အစားထိုးလိုက်ရတာပါလို့ပဲခူးမြို့ကလျာဏီရက်ွယ်တိတ်တိရှင်များတပိတ်စီရုံမြတ်ကြီးရဲ့49ကျင်းမြောက်ဗုဒ္ဓပူဇနီယတရားပွဲဖြစ်မြောက်ရေးတာဝန်ခံသူကဆိုထားဖြစ်ပါတယ်ကိုရင်လေးရှုံတမတရာကိုဘာကြောင့်တရားဟောပိတ်ရတဲ့ဆိုရမေခွန်းကိုတော့ဖြည့်ဆို့ဖို့ညှင်းဆိုခဲ့ကြတာဖြစ်ပါတယ်ကိုရင်လေးရှုံတမတရာဟာချန်တပင်မြို့နယ်ရှိအောင်မြေပုံစံပရိယတ်တိစာတင်တိုင်းမှာအငယ်တန်းစာဝါများတည်ယူနေပြီးပြည်တွင်းသမဂနိုင်ငံခြားကိုပါဓမ္မဒုဒခီကြွားရောက်နေတာပဲဖြစ်ပါတယ်ကိုရင်လေးရှုံတမတရာဟာဆိုလို့ရှိရင်တနိုင်ငံလုံးကမိဘပြည်သူတွေကယုံကြည်ကိုယ်ကွယ်နေခဲ့ကြပြီးသူရဲ့တရားတော်ကိုလည်းအမြဲတမ်းနာယူမသားခဲ့ကြကတဘောချနှစ်တလျက်ရှိတာပဲဖြစ်ပါတယ်